မင်္ဂလာပါဒီဗီဒီယိုကဘောလုံးကင်မရာမဟုတ်ဘူးပေါ့နော်ပြန်ပွဲအတွက်အသေးရတာလည်းအင်ကြီးတွေလာကြွားတာပေါ့နော်ဒါကတော့ကျွန်တော်ဒီ 4 ကနေထုတ်တယ်ပေါ့နော်ကျွန်တော်ဒီ version လေးဖြစ်တယ်ပေါ့နော်ကျွန်တော်ဒီနှစ်ကအမဲအောင်ဖြစ်တဲ့တော့ပေါ့နော်ကျွန်တော်ဒီဒါကတော့ဖောက်ဆွတ်ဖြစ်ပါတယ်ဖောက်ဆွတ်ကလည်းကျွန်တော်ဒီအင်ကြီးနဲ့ one set အမဲအောင်နော်ဒါတော့ပေါင်းကြီးဖြစ်ပါတယ်ကျွန်တော် site ကတော့ medium ပဲယူထားတယ်ပေါ့နော်ဒါကတော့ 4ဒါသူတစ်စိတ်လေးဖြစ်ပါတယ်ဒါတော့အင်ကြီးပေါ့နော်အင်ကြီးကတော့အသားလေးကတော့ကောင်းပါလေဒါတော့ကျွန်တော်ဒီဘက်မှာဆိုရင်ကျွန်တော်ဒီ empty တစ်စိတ်ပေါ့နော်ဒီဘက်မှာတော့ for သူ့ရဲ့တစ်စိတ်ဒီရှေ့ကတော့ကျွန်တော်ရဲ့ဆောင်ဖို့ပေါ့နော်10 feet unit move ပေါ့နော်ဒါ2016တက်ထုတ်ထားတယ်ကျွန်တော်အင်ဂျင်လေးဖြစ်တယ်ပေါ့နော်ကျွန်တော်ဘေးသားတွေကလည်းသူ့ရဲ့ for ရဲ့ design လေးပေါ့နော်ဆွဲသားလေးလိုမျိုးကျွန်တော်ကောင်းလဲကောင်းတယ်လေမွန်လေးထွက်လက်ရှိတယ်ပေါ့နော်တတဖြစ်တယ်ပေါ့နော်ဝတ်တက်ကဒါကတော့သူ့ကုတ်မှာပါတယ်ကျွန်တော် for တစ်စိတ်ပေါ့နော်ဒါကတော့သူ့ရဲ့ signature တယ်ပေါ့ဒါတော့ကျွန်တော်နာမည်ပေါ့နော်ထွန်းအဲဆိုလို့ပြရတာပေါ့နော်အဲကလင်းပါအဲကလင်းနော်အဲမဟုတ်ဒီနေ့ကကျွန်တော်မှတက်ဆက်ဝေးရှယ်ကျုံးမယ်ဆိုကပြန်ဝဲရရှိတာပါတယ်ဒါလေးလာကြတာပါကြည့်